ကျွန်တော်တို့ကအချိန်ကြီးအားတဲ့အချိန်မှာရုပ်ရှင်ကားတစ်ခါကိုကြည့်ကြတယ်ပေါ့နော်ကျွန်တော်တို့ရဲ့စိတ်တွေအပန်းပြေဖို့အတွက်ဒါပေမဲ့ကျွန်တော်တို့ကြည့်နေတဲ့ရုပ်ရှင်ကားကကျွန်တော်တို့ရဲ့ဘဝတွေကိုတစ်ဖက်တစ်လမ်းနေပြီးတော့ပြောင်းလဲပေးနိုင်တယ်ဆိုရင်ခင်ဗျားယုံမလားတချို့လူတွေကတော့ရုပ်ရှင်တွေကြည့်လို့လူငယ်တွေကလိုက်တူးကြတာလို့ပြောကြတယ်ပေါ့နော်အဲ့ဒါစကားလုံးကတော့လုံးဝမှားတာတော့မဟုတ်ပါဘူးအရေးကြီးတာတော့ကျွန်တော်တို့ဒီရုပ်ရှင်ကိုကြည့်နေတာလားဒါမှမဟုတ်ဒီရုပ်ရှင်ကကျွန်တော်တို့ပုံသွင်းနေရတာဆိုပေါ့နော်ကျွန်တော်တို့အားလုံးရုပ်ရှင်ကြည့်ကြတယ်ဗျအရှင်ကားကြည့်ပြီးကျွန်တော်တို့ဟီးရိုးတွေဖြစ်ရှင်တယ် business ကားတွေကြည့်ပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်ရှင်စိတ်တွေဖြစ်ဘူးတဲ့အချစ်ကားတွေကြည့်ပြီးတော့ကျွန်တော်တို့အချစ်ကအရန်ကိုခံစားချက်ကောင်းတယ်အရန်လှတယ်လို့ကျွန်တော်တို့ထင်ဘူးတဲ့ဒါလည်းကျွန်တော်တို့ပုံမှန်ပဲပေါ့နော်ရုပ်ရှင်တွေကနေကျွန်တော်တို့ပေးခြင်းတဲ့ခံစားချက်တွေပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူအုံနောက်ကဒီဇက်လန်တွေကနေပြီးတော့တင်ယူနိုင်တယ်ပေါ့နော်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ကရုပ်ရှင်ကိုဖြောပြအတွက်ရိုက်ထားတာလားဘဝအတွက်သင်ခန်းစာပေးဖို့ရိုက်ထားတာလားကျွန်တော်တို့မခွဲကြတော့တဲ့အချိန်ကနေစတာပေါ့နော်တချို့ကကြတော့ဒီကားတွေမှာငွေမရှိလို့ရှိရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုရပြောကြတဲ့ဇက်ကားတွေရှိငွေရှိရင်အာဏာလည်းရှိလာမယ်ဘာဖြစ်လာမယ်ညာဖြစ်လာမယ်တချို့ကားတွေမှာကျတော့ကျွန်တော်တို့အကျန်းဖတ်တာကိုဟီးရိုးဆန်တယ်လို့သူတို့ထင်အောင်ရိုက်ပြတယ်တချို့ကားတွေမှာကျတော့ကျွန်တော်တို့ relationship ကိုအမြဲတမ်း perfect ဖြစ်နေရဆိုရင်သူတို့ဖန်တီးထားတယ်တကယ်လက်တွေ့ဘဝမှာတော့အဲ့ဒီအရာတွေကမဟုတ်ဘူးပေါ့နော်အဲ့လိုလက်တွေ့ဘဝနဲ့တိုက်ဆိုင်တဲ့ရုပ်ရှင်ကားတွေလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကရုပ်ရှင်ကိုကြည့်တဲ့အခါမှာဒီရုပ်ရှင်ကကျွန်တော်တို့ဘာသင်ပေးချင်တာလဲဆိုတာထက်ဒီရုပ်ရှင်ကားထဲမှာဘယ်အရာလက်တွေ့ဘဝမှာအသုံးချလို့ရလဲဆိုကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ရုပ်ရှင်တွေကြည့်တဲ့အခါမှာဒီအချက်၃ချက်လေးတော့ကျွန်တော်စဉ်းစားတယ်ပေါ့ကိုယ့်ရဲ့အချိန်ကုန်မဲ့အတူတူဆိုပြီးတော့ကြည့်တဲ့အခါမှာစိတ်လုံချရုံပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီဇက်ကားနဲ့ပတ်သက်ပြီးအတွေ့တစ်ခုခုကြံခဲ့သလားဒုတိယတစ်ချက်ကကြတော့ကျွန်တော်တို့ကာရိုက်တာတွေကပြဿနာကိုသူတို့ဘယ်လိုဖြေရှင်းသလဲသူတို့ရဲ့ဆုံးဖြတ်ချက်တွေကကျွန်တော်တို့ဘဝအတွက်သင်ခန်းစာယူလို့ရလားကျွန်တော်တို့ကြည့်တတိယတစ်ချက်ကကြတော့ဒီရုပ်ရှင်ကငါ့ကိုပိုကောင်းတဲ့သူတယောက်ဖြစ်စေချင်အောင်စိတ်ဆွပေးလားဒါမှမဟုတ်ကျွန်တော်တို့ခဏတာပဲစိတ်ကြည်နေမှုပြီးတော့ပြီးသွားတာလားဥပမာကျွန်တော်တို့ The Pursuit of Happiness တွေပါကြည့်မယ်ဆိုရင်ကျွန်တော်ဇွဲလုံးလားဝရိယရဲ့ consistency တွေကိုသင်ပေးတယ် Dual Agreement ဆိုတဲ့ဇာတ်ကောင်ကြည့်မယ်ဆိုရင်ကျွန်တော်ဝေဖန်ပိုင်းခြားပုံတွေကိုကျွန်တော်သင်ပေးတယ် The Social Network ဆိုတဲ့ဇာတ်ကောင်ကြည့်မယ်ဆိုရင်ကျွန်တော်အောင်မြင်မှုနဲ့ relationship ကြားကအပေးအယူတွေကိုကျွန်တော်တို့တွေးစေတယ်ဒီလိုမျိုးပေါ့နော်အရေးကြီးတာကရုပ်ရှင်တွေကအဝတ်စားတွေစကားပြောပုံတွေအမူအရာတွေကိုကျွန်တော်တို့လိုက်တူဖို့မဟုတ်ဘူးပေါ့နော်သူတို့ရဲ့တွေးခေါ်စိတ်သူတို့ရဲ့စိတ်ဓာတ်တွေသူတို့ရဲ့ပြဿနာဖြေရှင်းပုံတွေသူတို့ရဲ့ problem solving တွေကိုကျွန်တော်တို့လေ့လာတာမှာပိုပြီးတန်ဖိုးရှိမယ်ပေါ့နော်ရုပ်ရှင်ဆိုတာကျွန်တော်ဖြော်ရွေးတစ်ခုအတွက်ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှန်မှန်ကန်ကန်ရွေးရမယ်ဆိုရင်ကျွန်တော်တို့ရဲ့တစ်ပတ်တစ်လမ်းဆရာတယောက်နေနေဖြစ်လာမယ်ပေါ့နော်ဒီဇက်ကကျွန်တော်တို့ရဲ့အချိန်တွေကိုယူသွားတာတဲ့ကျွန်တော်တို့ဘဝတွေမှာအတွေးအမြင်တစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ခွန်ရတာကြုံနဲ့တယ်ပေါ့ဒီလိုမျိုးမေးခွန်းလေးကိုပြန်မေးကြည့်ပေါ့ငါဒီရုပ်ရှင်ကြည့်ရဆိုမှလည်းအချိန်ကုန်အောင်မကြည့်နေရလားဒါမှမဟုတ်ဒီကနေငါ့ကိုတွေးရတဲ့ခုရမယ်လို့ထင်လာတော့ခင်ဗျားဘဝမှာအတွေးမြင်တွေကိုပြောင်းလဲပေးမယ်ရုပ်ရှင်ကားတကာရှိအောင်ရှိလိမ့်မယ်ပေါ့နော်ရှိမယ်ဆိုလို့ရှိရင်ကွန်မန့်မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးများကြီးတင်ပါ